တပြင်းချတန်အာမွန်းချက်လုံးလို့တည်တော့မယ်ဟွန်းမင်းကထျန်းဆွမ်ခိုင်းရဲ့ခိုင်းတူဦးလေးလေးဖြစ်ပြီးတော့ဒီလိုနေရာမျိုးမှာနေတာလားရောက်ရဲစမ်းမှာကောင်းကင်ပြင်ပကကောင်းကင်ထဲမှာကြောက်ခဲဝါနေရတာထက်စာရင်အများကြီးတာပါသေးတယ်ယောက်ျားအခုငါတို့ကတရားဝင်လင်မယားတွေဖြစ်သွားကြပြီလေမင်းပြောစမ်းပါဦးဒီညဘာလုပ်ကြမလဲတော်စမ်းပါအခုငါကတာမန်လူသားခန္ဓာကိုယ်ပဲရှိတာမင်းရဲ့ဒီဝိညာဉ်စွမ်းအားတွေနဲ့တာတက်လာရင်ငါအယိုးတွေကျင်းမကုန်လိမ့်မယ်ငါ့ကိုလာပြီးအကြောင်းပြချက်တွေပေးမနေနဲ့ငါထိန်းချုပ်နိုင်ပါတယ်မင်းထိန်းချုပ်နိုင်ပေမဲ့ငါကမထိန်းချုပ်နိုင်ဘူးလေအိတ်တော့ဟွန်းကျူလိုမင်းငါ့ကိုကြွေးတင်နေတဲ့ဒီလက်ထက်ပွဲကိုတနေ့နေ့ကျရင်တော့မင်းပြန်ဆက်ရမှာပဲဆက်ပါမယ်ငါတေချာပေါက်ပြန်ဆက်မှာပါငါရဲ့ကြင်ကြံခြင်းစွမ်းအားတွေပြန်ကောင်းလာတဲ့အထိစောင့်ပါဦးဝိညာဉ်အမြင့်ကလည်းပြတ်တောက်သွားပြီးအောက်ဆိုင်ခင်း tension ကလည်းပျက်စီးသွားပြီးသွေးကြောတွေကလည်းခန်းချောက်သွားပြီးအခုငါကတာမန်တပည့်တယောက်ကိုတော့မမီတော့ဘူးမင်းဒီနေ့ဘာလို့ဒီလောက်စောစောထားတာလဲခြံထဲမှာလဲနေတာ9ရက်ရှိပြီးအယိုးတွေတောင်မှုတ်တက်တော့မယ်ခိုင်းထဲကိုရှောက်သွားကြည့်မလို့ဘာသွားလို့မှလဲမင်းမှာကြင်ကြံခြင်းစွမ်းအားလည်းမရှိတော့ဘဲနဲ့အပြင်သွားရင်သူများတွေလှောင်တာပဲခံရလိမ့်မယ်ချင်းဆွန်ခိုင်းကငါရဲ့ခိုင်းမဲလေဒီလောက်များပြားတဲ့ခိုင်းတူအကိုတွေကငါဘက်ကနေမမမမရက်တီပေးကြမှာဘသူကလှောင်ရဲမှာလဲမင်းကတော့စိတ်ကူးတကယ်ကိုရင်လွန်းတယ်အရင်ကဆိုဓာတ်ပြန်တဲ့တပတ်ပတ်ကူကလက်ဖက်ရည်တစ်ခွက်စာပဲကြာတာအခုတော့ခြေထောက်နှစ်ဖက်နဲ့လက်လျှောက်ရတာတကယ်ပဲမလို့ဘူးအာဒါဆိုတိုင်းတဲ့အချိန်မှာပကုံးကိုအရင်မြင်ထားတယ်။လက်ကောက်ဝဲအားမရှိတော့အာဓမနဲ့ဖားထိနေရတယ်။တစ်ခွက်ချင်းစီခွဲကြည့်ရင်တော့ပုံစံကြတယ်လို့ရှိပေမဲ့အခုလုံးကိုစက်တိုက်ကစားတဲ့အခါမှာတော့ဟာကွက်တွေကြီးပဲ။လွန်ခဲ့တဲ့နှစ်ပေါင်း150ကသာဆိုရင်ငါအပြေးလွှားသွားပြီးတယောက်ချင်းစီကိုတက်မှတ်ပေးမိမှသိချတယ်။ဒါပေမဲ့အခုတော့ဓာတ်တစ်ချောင်းကိုတော့မြင်းမြအောင်မကိုင်နိုင်တော့ဘူး။ဟိုဒါဦးလေးလေးမဟုတ်ဘူးလား။နှစ်ပေါင်း150ကျူးစားကြင်ကြံခဲ့တဲ့ညတညာလေးနဲ့အစပြုရာစီပြန်ရောက်သွားခဲ့ပြီနောက်တစ်ခေါက်ပြန်ရှောင်တန်းရအောင်လေဘယ်နှစ်တောင်ကြာဦးမလဲမသိဘူးကောင်းပြီဘယ်အချိန်မှစမှာလဲဒီညတကောင်ရဲ့အချိန်ပေါ်ဝိညာဉ်စွမ်းရင်အားအကောင်းဆုံးအချိန်မှာမင်းရဲ့ပိတ်ဆို့နေတဲ့သွေးကြောမှ300ဘူးငါဖွင့်ပေးမယ်ဒါပေမဲ့အဲ့ဒီဖြစ်စဉ်ကနည်းနည်းဘာဖြစ်မှလဲနည်းနည်းနာကျင်လိုက်မယ်ဘယ်တော့တောင်မှမလို့လေမင်းကောင်းကင်ပြင်ပလောကမှာတော့ဝေအောင်သူရဲ့စိတ်အုပ်ရဲ့အတိုက်ခံရတာ3ဆလောက်ပူနာမှာပေါ့မင်းတကယ်လို့ကြောက်နေရင်တော့မကြင်ကြံပဲနေနိုင်ပါလေငါကြောက်တယ်လို့ဘယ်သူပြောလဲအဲ့ဒါဆိုလဲကောင်းပြီလေဒါနဲ့ဒါကပထမအဆင့်အလက်ပြောင်းလဲရှိသေးတယ်နော်ကိုစစ်စကြဝဠာစွမ်းရည်စူးစီးမှုမှာစုစုပေါင်း6ဆင့်ရှိတယ်အဆင့်တစ်ခုချင်းစီရဲ့နာကျင်မှုကရှေ့ကအဆင့်ထက်တစ်ဆစီတိုးသွားမှာကံကောင်းပါစေလို့ဆုတောင်းပေးပါမယ်ပထမအဆင့်ကဝေအောင်ပြည့်စိတ်အုပ်ရဲ့3ဆဒုတိယအဆင့်ကျရင်နောက်ထပ်တစ်ဆတိုးမယ်တတိယအဆင့်မှာနောက်ထပ်တစ်ဆထပ်တိုးမယ်ဒါဆို6ဆင့်မြောက်ကျရင်968ဆတောင်ဖြစ်သွားမှာလားအာငါကတိပေးတာအရန်စောသွားခဲ့တာလားမသိဘူးနောက်တော့ကျွန်တော်စေးတိုက်ထဲကနေစေးဘက်ဝင်ပင်အနေငယ်လောက်ထုတ်ယူခြင်းလို့ပါဘာတွေလိုချင်လို့လဲသွေးနီတွေပင်ရေခဲမြက်ခရမ်းရောင်ရွှံဟွားနဲ့ကြောက်ကြပန်းပါဒီစေးဘက်ဝင်အပင်တွေကတစ်ခုချင်းစီကြည့်ရင်ဘာမှမဟုတ်ပေမဲ့ပေါင်းဆက်လိုက်ရင်တော့သွေးကြောတွေကိုပွင့်စေတဲ့စေးစိမ်ကူတာနည်းတစ်ခုပဲညီလေးမင်းရဲ့ဒီစေးနီးကတငယ်ချင်းတယောက်စေးဖက်ဝင်အပင်တွေကိုတော့ငါလူလွတ်ပြီးတွားယူခိုင်းလိုက်မယ်ဒါပေမဲ့သွေးနီတွေပင်ရဲ့တက်တန်းကပိုရင်းလေပိုကောင်းနေပဲငါတို့ကိုထောင်ထဲမှာရှိတာတွေလုံလောက်ပါမလားမသိဘူးပြီးတော့ကြောက်ကြပန်းလည်းရှိသေးတယ်ဒီအရာကမြောက်ပိုင်းကနေထွက်တာခိုင်းထဲမှာလည်းလက်ကျန်သိမ့်မရှိဘူးမင်းအတွက်အများဆုံး3ပွင့်ပဲခွဲပေးနိုင်မယ်လောက်ပါလိမ့်မယ်ညီလေးမင်းကျင့်စဉ်တွေကိုပြန်ကောင်းစေမဲ့နီးလက်တစ်ခုခုရှာတွေ့သွားတာလားဒါကတစ်ချိန်ကထက်တန်တက်ကြွခဲ့တဲ့ထိုလူငယ်လေးရဲ့မျက်နှာပေါ်ကအပြုံးမျိုးပဲအကိုကြီးပစ္စည်းတွေကိုကျွန်တော်အရင်ယူသွားပြီနော်နောက်မှအကိုကြီးကိုအရက်ပြန်တိုက်ပါမယ်ညတကောင်ရဲ့အချိန်ရောက်တော့မယ်အစင်သစ်ဖြစ်ပြီလားအစင်သစ်ဖြစ်ပါပြီအ
ထဲကိုဝင်လိုက်ပါပထမ3မှတ်ကတော့နည်းနည်းရရလိမ့်မယ်ပိတ်ဆို့နေတဲ့သွေးကြောတွေကအခုဆေးစွမ်းကြောင့်ပွင့်ထွက်နေပြီအောင့်ထားပါသတိလစ်သွားလို့မဖြစ်ဘူးတစ်ခါတော့ပြတ်တော့သွားရင်အားလုံးအလားအကဖြစ်သွားလိမ့်မယ်တကူလုံးတုံရင်နေအောင်နာကျင်နေတာတော့တောက်ခံနေတော့မလားပထမဆုံးသွေးကြောကတော့ပွင့်သွားပြီနောက်ထပ်2နေရာကြံသေးတယ်ထပ်ပြီးတောက်ခံထားလိုက်ပါဒုတိယသွေးကြောလည်းမကြခင်ပွင့်တော့မယ်သတိလွတ်သွားလို့မဖြစ်ဘူးတောက်ခံထားစမ်းနောက်ဆုံးတစ်နေရာပွင့်သွားပြီအာနေတာထိုင်တာရှိရဲ့လားနာတလားမနာပါဘူးလိမ္မာဆန်းပါလူလိမ့်မင်းကိုငါကဘာလို့လိန်ရမှာလဲပြီးတော့မင်းကမူလကလေးကတရေမပဲဟာကိုချူလို့မင်းနောက်တစ်ခါပြန်ပြောကြည့်စမ်းမင်းကနတ်သမီးလေးလို့ငါပြောတာပါဟွန်းဒုံးဟိုင်ခရိုင်ကဆန်တွေပဲကဲပါလေဒီညတော့ကြက်စွပ်ပြုတ်ချက်တော့ရတာပေါ့ညာဘက်ကထင်းချောင်းကိုတဝက်လောက်ဆွဲထုတ်လိုက်အောင်မင်းသမီးရင်လဲချက်တက်တာပဲလားငါအသက်ရှင်ခဲ့တာဘယ်နှစ်ရှိပြီလဲသမင်းချက်တာများဘာဆန်းလို့လဲသူမရဲ့နောက်ကျောင်းနဲ့အတိတ်ကျောင်းတွေကိုတော့မပြောနိုင်ရင်မပြောတာအကောင်းဆုံးပဲအများကြီးရှောက်မေးနေရင်စကားလမ်းကျောင်းလွှဲရမလားဒါမှမဟုတ်အိတ်ချင်အောင်ဆောင်ရမလားလက်ဆက်လိုက်တာတောထဲမှာလွတ်ကျောင်းထားတဲ့ကြက်မအိုကြီးအစ်စ်ပဲတောက်လို့ကောင်းရဲ့လားကောင်းတယ်ဘသူပို့ပေးတာလဲမသိဘူးမှန်းကြည့်ပါဦးခံမန်းနေစရာမလိုပါဘူးဘသူပုတ်ပေးတာပဲဖြစ်ဖြစ်ခံမန်းယုံနဲ့စက်သားနဲ့ဆန်တွေကနောက်တစ်ပွဲပို့ထွက်လာမှာမဟုတ်တာဒုံးဟိုင်ခရိုင်ကဆန်ရဲလွတ်ကြောင်းထားတဲ့ကြက်မရဲအခြေအနေတွေကအဲ့လောက်ထိကြီးကြနေတာညီလာခံခန်းမတွေကလူတွေကုန်ကြားလိုက်ရတာပဲဒါကိုလာပို့ပေးနိုင်တဲ့သူကအနည်းစုပဲရှိတာတွေးကြောတွေပွင့်သွားပြီဆိုပေမဲ့အတွင်းနေရန်တွေကကျန်းတဲ့နေသေးတယ်ဝိညာဉ်စွမ်းရည်တွေစီးဆင်းတဲ့အခါခုခံမှုကအများများလုံးနဲ့ရလက်ကတော့မပြောပလောက်အောင်ကိုနဲလုံးနေသေးတယ်ဟာဦးလေးလေးကျွန်တော်ဆရာကဒါကိုဦးလေးအတွက်ပေးခိုင်းလိုက်လို့ပါပြီးရွန်ချုံမင်းဆရာကဒီဝိုင်မျိုးကိုတောင်ထုတ်ပေးရတယ်ပေါ့ဆရာကပြောတယ်ဦးလေးကထပ်ပြီးမတော့ဘူးဆိုရင်သူကလက်ဖက်6ပဲပြောင်းပေးတော့မယ်တဲ့အရသာကတကယ်ကိုကောင်းတာပဲနှမျောဆရာကောင်းတာကအခုငါခန္ဓာကိုယ်ကတာမန်လူလိုဖြစ်နေတော့ဝိုင်ထဲကဆေးအာနိသင်တွေကိုမစုပ်ယူနိုင်ဘူးတာမန်ဝိုင်ဝါတောက်ရတယ်လို့ပဲတိတ်ပြီးထူးမခြားနားလာဘူးဦးလေးလေးကျွန်တော်မှပြောတင်မပြောတင်ဖြစ်နေတဲ့ကိစ္စတစ်ခုရှိလို့ပါပြောလေကြောက်ဖုံးကနေရာတကာမှာဦးလေးအကြောင်းအတင်းတွေလျှောက်ပြောနေတာအမိုက်ကောင်ကအထက်လူကြီးတွေကိုဖားနေတယ်တို့ပါရမီရှင်ကနေအမိုက်ဖြစ်သွားတာတို့ပြောပုံဆိုပုံတွေကတကယ်ကိုနားမခံတာဘူးဗျာဦးလေးလေးမင်းအသက်ဘယ်လောက်ရှိပြီလဲတပည့်အခုအသက်38နှစ်ရှိပါပြီကျင့်စဉ်အဆင့်ကပါလဲအခြေခံအုတ်မြစ်တိဆောက်ခြင်း foundation establishment နောက်ဆုံးအဆင့်ပါကြောက်ဖုံးကောရွှေရောင်မြူတွေအစောပိုင်းအဆင့်ပါချန်ကျုမင်းကဘာလို့အလင်းလိုနေတာလဲသူကငါ့ကိုစကားနည်းနည်းလောက်ဆဲယုံနဲ့ငါအသားတွေပဲထွက်မသွားပါဘူးဒါထက်မင်းကဒါအခြေခံအုတ်မြစ်တိဆောက်ခြင်းနောက်ဆုံးအဆင့်မှာပြိမိနေတာဘယ်လောက်ကြာပြီလဲနှစ်နီးပါးရှိပါပြီနှစ်တောင်မင်းဆရာကမင်းကိုဘယ်လိုတင်ပေးထားတာလဲအခြေခံအုတ်မြစ်ကနေရွှေရောင်မြူတွေအဆင့်ကိုတက်လန်းဖို့အရေးကြီးဆုံးကစိတ်ဝိညာဉ်ကိုကြည်လျောင်ထောက်ပဲမင်းကတနေကုန်သူများကိစ္စတွေလိုက်ပူပန်နေတော့စိတ်ကပြက်လွင့်ပြီးပြိမိနေတာမဆမ်းပါဘူးပြန်ပြီးကောင်းကောင်းကြင်ကြံအားထုတ်တော့အပိုကိစ္စတွေကိုရှောင်မတွေးနဲ့ငါချစ်စင်တွေပျက်စီးသွားရဆိုပေမဲ့အနည်းဆုံးတော့အသက်ရှင်နေသေးတယ်မင်းကငါအတွက်ရှိကထွက်ပြီးမတရားတာတွေကိုလိုက်ဖြေရှင်းပေးဖို့မလိုသေးဘူးတကယ်မသားထားပါမယ်အစင်တိဖြစ်ပြီလားအင်းစားရအောင်လုံးမကြီးနဲ့အရင်ဆုံးဝိညာဉ်စွမ်းအင်ကြီးရဲ့စီးဆင်းမှုလမ်းကြောင်းကိုခန်းစားကြည့်သူ့ရဲ့လာရကိုမှတ်ထား
အောက်ခြေပေါက်နေတဲ့ရေပုံးတွေကိုရေလောင်းထည့်နေရတယ်လို့ပဲကျမရဲ့ဝိညာဉ်ကအကျွင်းကြံအခြေအနေပဲရှိပြီးဝိညာဉ်စွမ်းအားကလည်းအကန့်အသတ်ရှိလို့အခုအဆုံးစွန်ထိရောက်နေပြီဒီညတော့ဒီလောက်ပဲထားလိုက်ရအောင်